င်းတန်ပေးအောင်မရှင်သိရိုင်းပါလားရှင်ကိုဘသူကထိုင်ခွင့်ပေးလို့ဒီကလထိုင်ပေါ်မှာထိုင်ရတာတုံးကလထိုင်ဆိုတာထိုင်စရာပဲဗျထိုင်စရာပေါ်မှာထိုင်တဲ့လူကိုရိုင်းတယ်လို့မပြောရဘူးအလိုက်သိတယ်လို့ခေါ်တယ်အောင်မေပွဲစားကြီးဆိုတဲ့ခမရဖေရောဘာကိစ္စလဲကွတ်မောင်ဟောကျွန်တော်ညီမောင်ကိုလေးကိုဘာဖြစ်လို့အလုတ်ကထုတ်ပြတယ်မလို့ချင်းလို့ဟာလွယ်လိုက်လားလွယ်ပါရဲ့ကွာနှစ်နာကြီးအဖြစ်3လဆောင်ကိုထုတ်ပြလိုက်ရ3လကလွန်လို့ငါရင်ရောဘယ်နဲ့လုံးဒါငါလို့မဟုတ်ဘူးအလုတ်ကထုတ်ပြလိုက်တဲ့အပြစ်ကိုလေးမှာဘာရှိတယ်ဆိုတာပြောရမှာခမရအလုတ်အော်အပြစ်ရှိလို့ထုတ်ပြတာဗောရှင်ခမရညမနဲ့ဖြစ်တာအပြစ်လားဟုတ်တယ်ဒါပဲချစ်တာကြိုက်တာအပြစ်လားဗျချစ်တယ်ကြိုက်တယ်ဆိုတာအပြစ်မဟုတ်နှလုံးသားကချင်းချင်းတက်တာနှလုံးသားကချင်းချင်းတက်လာရင်ဘာနဲ့ဖြည်းမပြေးဘူးဘာနဲ့ဖြောက်မပြောက်ဘူးချစ်မှကိုပြောက်တာချစ်တယ်ဆိုတာအလှတရားပါဗျာလက်ခံမှုကောင်းပါတယ်မုန်းတယ်ဆိုတာမှအကြီးတန်းတာခမရကျုပ်ကမုန်းတယ်မလားဒါကြောင့်အကြီးတန်းတာအမေသူလှလောင်ဒီကပဲသူ့ကိုချစ်ရတော့မယ်သဘောကိုပြောတာပါဗျာမချစ်လိုက်ပါနဲ့ဥတားပေးပါဦးကြည်စမ်းဖေဖေဒီလူဘာဝနေပုံကြည်စမ်းဒီမှာဦးအချစ်ကိစ္စမှာအလုတ်ရှင်အလုတ်သမားပေတာနဲ့တိုင်းရင်စရွေးမကိုက်နိုင်ပါဘူးဒါမဲ့ရွေးရမှာလဲဆင်းရဲတဲ့အလွှာချမ်းသာတဲ့အလွှာကိုခွဲခြားပြီးသမီးနဲ့လက်ဆက်ပေးမယ်ဆိုရင်သမီးတွေကိုဈေးကြီးနဲ့ရောင်းစားရကြပါလိမ့်မယ်ဒီတော့ဦးရဲ့ကျွန်တော်တို့မောင်နှမတွေထမင်းအိုးလေးတော့တည်ပါရစေထွက်ပြီးသားဆွင်စဲဝင်နေလို့မရှိဘူးထွေးပြီးသားတွေထွေးပြီးသားစရွေးကိုပြန်မမြုံရင်ဦးငိုရပါလိမ့်မယ်ဒီမှာဦးကျွန်တော်အနေနဲ့စားဆောင်နေကြနေရကနေအလုတ်ရှင်သမီးကိုချစ်မိလို့အလုတ်ပြုတ်ရတဲ့အလုတ်သမားအဖြစ်ကိုတိုင်းပြည်ကိုတင်ပြရင်းဦးနဲ့ကျွန်တော်ဝါနိစ္စပရိပက္ခခုံရုံးမှာအပြုံးနဲ့ရင်ဆိုင်ကြတာပေါ့ကိုသမီးရေးစားထားတဲ့ကိစ္စတိုင်းပြည်ပြည်သည်အရှက်ကွဲခံမလားကျွန်တော်ညီကိုအလုတ်ပြန်ခံမလားဒီခွေးသမီးကြောင့်ဦးသမီးပါခင်ဗျာရှင်လူကြီးသူကြီးမှမသိမရိုင်းလာကြည့်ရရင်ကိုဆဲတယ်လို့ဖြစ်မှာစိုးလို့တတိပေးတာပါဒီမှာဟဲ့မောင်ကိုလေးကိုအလုတ်ပြန်ဆင်းခိုင်းပါဒါပေမဲ့ငါသမီးနဲ့တော့စိတ်ချပါဦးစိတ်ချပါကျွန်တော်ညီဘက်ကမဆက်ဆံစေရပါဘူးဦးသမီးဘက်ကသာဒီခွေးခွေးလိုမိုက်တဲ့သမီးခွေးလိုမိုက်တဲ့သမီးဦးတရီကောင်းတယ်ပြန်မအောင်မခင်ဗျာဟေးမမေဟိုင်းမိုးကျော်စားဘာကိစ္စယောအန်ဂလိုင်းပေးလိုက်လက်ဖေးဦးနဲ့ပကံလုံးနေပရက်ဇင့်ပေးဖို့ဆိုလားအချာကျွန်တော်မှာသွားတယ်စားဟိုမောင်ကိုလေးလာရင်နဲ့လက်ဆောင်ပေးမဲ့အိမ်ကိုသွားတယ်ပေးခိုင်းလိုက်မယ်စားစိတ်ချဒီမှာမေးစီခဏဘယ်ကောင်းလို့လဲခင်ဗျဦးကျင်စွာရင်ဘာကိစ္စပါလဲဟာသူသမီးမင်္ဂလာဆောင်အတွက်လက်ဖွဲ့ဟောဒါနဲ့တောင်ဝင်ရခဏကြည့်ပြလိုက်ဟာဒီမှာဘိန်းလို့ပါလားဗျဗျာဟာဟောကျွန်တော်ဘာမှမသိရပါဘူးခင်ဗျာကဲပါလေစကန်းကြမှာကြည့်ချင်တာပေါ့ဟမ်ဘာမှစိတ်ကူမနေနဲ့အမှန်တရားအတိုင်းဖြစ်စေရမယ်ကြည့်ရပါလောက်ကြပါကွာသမီးနဲ့ဖြစ်တော့အလောက်ကထုတ်ပြတယ်ထုတ်ပြလို့ပဲရမလားသမီးနဲ့ဖြစ်တာအပြစ်မှမဟုတ်ဘူးဒါတော့ထုတ်ပြလို့မရလည်းမရအောင်အလောက်ကပြန်ခန့်အောင်သူတို့ကကြေမကျင်တတ်ပဲသမီးနဲ့ဖြစ်လို့ထုတ်ပြလို့မရတော့နောက်ပိတ်ဆုံးဘိန်းဖြစ်ဖမ်းတယ်ဒီကောင်ကိုအိုးတို့အားရနဲ့ပါကွာစာခင်ဗျာစာဘယ်ကစာများပါလဲအဲ့ကောင်ကြီးမင်းကူထိအလုံးမရသေးဘူးမဟုတ်လားအာမလျှော့နဲ့ကိုပြဝူကြီးမင်းနဲ့အတူဘွဲရအလုံးလဲမဲ့တွေအများကြီး